me, look, on me, come on. Come on. Come on. Kể thì đến đi là niệm phui ní, xe mấy nước khổ tao qua con mình nó hô về đi alo mày. Come on. Kể, chứ nó mấy gì nhỉ? Alo mày. Tao ní là đi mà lao hoa mình nó, xe mấy tao qua con cho nó biết gì đã, nước khổ tao qua con nó. Kể. Come on. Ní đây ông hoa mình nó. Thả về. Come on. Kể. အပျော်လေးကူးဆက်စီဟိုဝင်သမားပဲအပျော်လေးကူးဆက်စီဗျာကဲနေပိုင်းဘယ်တော့မှကြာရှုံးထိုးစံလုံးဝမရှိဘူးနေပိုင်း follower 9000ကျော်အကောက်ဒီဘန်လဲဂယူလုံးဝမဆိုင်ဘူးပြန်လဲနိုးထားနေမှာအဲ့ဒါနေပိုင်းကွာအဲ့ဒါဆရာနေပိုင်းကွာမင်းတို့ဘလောက်ပဲဘာမှန်ငါတို့ကောင်မျိုးကပြန်ထားနေပါပဲ come on ရှင်းလားတနင်္လာနေ့ညနေ4နာရီခွဲတက်ကိုကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်လာဝင်လို့ရပါပြီကျွန်တော်အခုညနေမှာမိသားစုအဖွဲ့ဝင်မဲ့မိတ်ဆွေတွေကိုကျွန်တော်ရှော့ပေးပါမယ်ဒါအပြင်ကျွန်တော်မိတ်ဆွေများအားလုံးကိုမွေးကနန်းကြံတယ်နော်မွေးကနန်းနှစ်ကွက်ကောင်းကတ်ကိုကျွန်တော် free ပေးမယ်တစ်ကွက်ကောင်းအာမခံကတ်ကိုလည်းကျွန်တော် free ပေးမယ်အခုညနေမှာလာဝင်တဲ့မိတ်ဆွေတွေကိုနော်ပြီးတော့ကြာတာပတိမကျော်အပီးခွေကတ်လည်းကျွန်တော် free ပေးမှာဖြစ်ပါတယ်အဖွဲ့ဝင်သူတန်းကိုနော်ကဲအခု TikTok ကောက်မှာကျွန်တော်မွေးကနန်း9ကွက်ကျွန်တော် free တင်ပေးမယ်ဒါပေမဲ့အဖွဲ့ဝင်တဲ့မျိုးစီတို့ကျွန်တော်2ကွက်ကောင်းမွေးကနန်းကိုကျွန်တော် free ပေးမှာဖြစ်ပါတယ်အဲ့တော့အခု8လပိုင်း10ရက်နေ့တနင်္လာနေ့ညနေအတွက်ကိုကျွန်တော်စီမှာမိသားစုအဖွဲ့ဝင်လာဝင်လို့ရပြီအခုညနေတစ်ချိန်စာကိုကျွန်တော်စီမှာပုံမှန်ရောင်းစေ18000ကျပ်ဖြစ်တယ်ဒါကိုကျွန်တော်အခုညနေမှာကျွန်တော်အယောက်20ခေါ်ထားမယ်အဖွဲ့ဝင်အယောက်20မပြည့်ခင်မှာအမြန်လာဝင်တဲ့မိတ်ဆွေများကိုကျွန်တော်အခုညနေတစ်ချိန်စာကိုအထူးလျှော့စေ11000ကျပ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအထူးလျှော့သေး11000ကျပ်ပါကနန်း2ကွက်ပေးပါမယ်ကနန်း2ကွက်ကိုအခုညနေမှာထိုးလို့မပေါက်ဘူးဆိုရင်ကျွန်တော်စီမှာအဖွဲ့ဝင်ထားတဲ့ငွေ11000ကျပ်ကို6ဆပြန်အောင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျန်9ကြိမ်စာအပြီးယူမယ်ဆိုရင်ကျန်9ကြိမ်စာကိုအထူးလျှော့စေကျွန်တော်တို့25000ပါ9ကြိမ်မှာကျွန်တော်တို့9ကြိမ်အောင်မှာအာမခံပါတယ်9ကြိမ်မှာ9ကြိမ်မပေါဘူးဆိုရင်ကျွန်တော်စီမှာဖွဲ့ဝင်ထားတဲ့ငွေ25000ကျပ်ကို6ဆပြန်အောင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားလို့အဖွဲ့ဝင်ခြင်းနေဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ် Viber 399685144000ကျွန်တော်ရဲ့ဖုန်း Viber နံပါတ်ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်ခြင်းပါလေဆိုအမြန်လာ high မှာညနေထပ်အောင်မယ်နော် come on